အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12မြန်မာစာကိုသင်ကြားပေးမယ်ဆရာစင်မင်းထွန်းဖြစ်ပါတယ်ဆရာဒီနေ့သင်ကြားပေးမယ့်သင်ခန်းစာကတော့မြန်မာစာအပိုင်းနှစ်အဖက်အယုတ်သင်ခန်းစာတွေကမြန်မာကဗျာရွေးချယ်ချက်အညာမင်္ဂလာဆောင်ကိုလိုနီခေတ်လေးကျူးကြီးကဗျာပဲဖြစ်ပါတယ်ဒီသင်ခန်းစာကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့အညာဒေတာမင်္ဂလာဆောင်မှအစဉ်အလာများကိုသိရှိစေရန်လေးချိုးကြီးကဗျာသဘောတဘာဝကိုသိရှိနားလည်စေရန်ကျေးလက်အတုံးနှုံစိုက်ပျိုးရေးသုံးနှုံတို့ကိုသိရှိစေရန်ဆရာကြီးသခင်ကိုရောမိုင်း၏လေးချိုးကြီးအရေးပွဲကိုမှတ်သားတတ်စေရန်တို့ပဲဖြစ်ပါတယ်အညာမင်္ဂလာဆောင်ကိုလိုနီခေတ်အညာမင်္ဂလာဆောင်လေးချိုးကြီးသည်1973ခုနှစ်တွင်သခင်ကိုရောမိုင်းရေးသောဗိုဒီကာမှထုတ်နှုတ်ထားသည့်ကဗျာတစ်ပုဒ်ဖြစ်သည်ဒါလေးကကောင်းနှုတ်ချက်ဖြစ်ပါတယ်သခင်ကိုရောမိုင်းသည်ရွှေတောင်နယ်ဝါလေရွာဇာတိဖြစ်သည်အဖဦးစံထွန်းအမိတော်အုံးဖြစ်သည်တက္ကရာ1230ခုနှစ်တပေါင်းလားပြည့်ကျော်14ရက်ကြာသာပရိနေ့တွင်ဖွားမြင်ခဲ့သည်ငယ်မြီမှာမောင်လွန်းဖြစ်သည်ငယ်စဉ်ကတည်တဲ့လေးထက်ဆရာတော်ဘုရားထံတွင်ပညာသင်ခဲ့သည်မန္တလေးမြတောင်ကျောင်းတိုက်၌လည်းပညာသင်ခဲ့သည်ပါတော်မူပြီးနောက်ဖခင်၏တားချင်းဆွေမျိုးများရှိရာမောင်ထောင်အလုံးမုံ၍ကျေးမုံချောင်းနယ်တလွားတွင်လှည့်လည်နေထိုင်ခဲ့သည်ဆရာကြီးသည်အသက်20ခန့်တွင်အောက်ပြည်သို့ဆုံ၍ရန်ကုန်နှင့်မော်လမြိုင်မြို့ကြီးများတွင်ပုံနှိပ်တိုက်စာပင်ဆရာလုပ်ခဲ့သည်ထိုစဉ်ကရွှေတောင်ဆရာလွမ်းအမည်ဖြင့်အမည်နှင့်ပြဆက်80ခန့်ရေးခဲ့သည်ထို့နောက်ဒုတိယသတင်းစာနှင့်တကုံမဂဇင်းစသည်တို့တွင်အက်ဒီတာလုပ်ခဲ့သည်ဤသို့အက်ဒီတာလုပ်ရင်းမစ္စတာမောင်မိုင်းအမည်ဖြင့်ဘိုဒီကာဒေါင်းတီကာဝိုင်းကောက်တီကာစသည်တို့ကိုရေးသား၍မြန်မာတို့၏ဇာတိမှန်ကိုဖော်ထုတ်စည်းရုံးကကလောင်လက်နက်ဖြင့်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်ရေနံချောင်းမြို့၌ကျင်းပသည့်ပထမအကြိမ်ဒုပမာစည်းရုံးညီလာခံမှစ၍သခင်ကိုရောမိုင်းအမည်ကိုခံယူခဲ့သည်ဆရာကြီးသခင်ကိုရောမိုင်းသည်1283ခု1922ခုနှစ်တွင်အမျိုးသားကောလိပ်ပေါ်ပေါက်လာသောအခါအမျိုးသားကောလိပ်၏မြန်မာနှင့်ရာဇဝင်ပါမောက္ခအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သည်1314 1952ခုနှစ်တွင်ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက်မြန်မာနိုင်ငံ၏ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခြင်းခံခဲ့ရသည်1316 1954ခုနှစ်တွင်စတာလင်စုကြီးရရှိခဲ့သည်1322 1960ပြည့်နှစ်တွင်အရှေ့ဂျာမနီဟမ်ဘတ်တက္ကသိုလ်ကဆရာကြီးအားဒေါက်တာဘွဲ့ပေးရ၍ဂုဏ်ပြုခဲ့သည်အညာမင်္ဂလာဆောင်လေးချိုးကြီးသည်လေးချိုးပုံစံကိုချဲ့ထွင်၍လေးချိုးကြီးများကိုခန့်ခန့်နာနာဖွဲ့ဆိုထားသည်လေးချိုးကြီးများသည်သခင်ကိုရောမိုင်း၏ကိုပိုင်ဟန်ဖြစ်သည်1964ခုနှစ်ဇူလိုင်လ23ရက်နေ့တွင်ကွယ်လွန်ခဲ့သည်အညာမင်္ဂလာဆောင်ကဗျာသည်အထက်အညာဒေသမင်္ဂလာဆောင်တွင်အဖိုးအဖွားအမိအဖရောက်ဖဆွေမျိုးများကမင်္ဂလာလက်ဖွဲ့များပေးကြပြီးအောက်ပြည်အောက်ရွာရောက်သောအခါဒုက္ခနှင့်တွေ့ရပုံကိုဖော်ကျူးရေးဖွဲ့ထားပါသည်ဒါလေးကသင်ခန်းစာမိတ်ဆက်လေးဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့ကလေးချိုးကြီးသဘောတဘာကိုစမ်းနေပြီးတော့ဒီမှာအနည်းငယ်လေးပြောပါမယ်လေးချိုးကြီးဆိုတာကလေးချိုးကနေပြီးတော့တခန်းတနာနဲ့ဆိုတာဒီเนาะရေးဖော်ထားတဲ့ဒီကဗျာမျိုးစားဖြစ်ပါတယ်အဲမို့ဆရာကလေးချိုးကိုအခြေခံပါတယ်လေးချိုးသည်တက်တန်ခေါ်ပဂတိတန်ဖြင့်ခြရသောအချိုးနှစ်ခုနှင့်အောက်မြစ်တန်ဆရာတို့ဝတ္တစနီတန်လို့ခေါ်တဲ့ဆရာတို့ဝတ်စပေါက်ပေါ့နော်အဲ့အတန်တို့ဖြင့်ခြရသောအချိုးနှစ်ခုပေါင်းအချိုး၄ခုပါဝင်တဲ့မြန်မာကဗျာမျိုးစားဖြစ်ပါတယ်အဲတော့လေးချိုးလို့ပြောရကြမှာဆရာတို့အချိုး၄ချိုးပါဝင်ထားတယ်ပြီးတော့ဒီတက်တန်ခေါ်တဲ့ပဂတိတန်နော်တက်တန်လို့ခေါ်တဲ့ပဂတိတန်နဲ့ခြရတဲ့အချိုးနှစ်ခုအောက်မြစ်တန်ဒီဝစ်စပေါက်အတန်တို့နဲ့ခြရတဲ့အချိုးနှစ်ခုပေါင်းစုစုပေါင်း၄ခုပါဝင်တဲ့ကဗျာမျိုးစားပဲဖြစ်ပါတယ်နော်ဒီမှာသူကဆရာဒီမှာဝတ္တစနီအတန်လေးကိုဆရာကနေအောက်မှာပြောထားတယ်တရအခရာဘီအခရာတို့ရဲ့နောက်မှာထားတဲ့နောက်၌ထားသောအဆက်အပြောက်တင်ကေတဒါဝစ်စပေါက်ကိုပြဖြစ်ပါတယ်အခရာနောက်ကအဆက်လက္ခဏာနှစ်ခုဖြင့်ပြပါတယ်ဒါဆိုဝစ်စပေါက်ပေါ့နော်၎င်းအဆက်ကိုဝိတ္တစနီလို့ခေါ်ပါတယ်ဒီလေးကျိုးဆိုတာကအအုပ်အခန်းကာယံအချိုးအစား၄ပိုက်တို့နဲ့ရေးသားစီကွန်ရတဲ့တိကဗျာမျိုးကိုဆိုလိုတာဖြစ်ပါတယ်အကျေတဝန်းကိုတော့ဒီမြန်မာကဗျာလက်ညွှန်ချက်ထဲမှာကျွန်တော်
ဖတ်လို့ရပါတယ်။အဲဆိုရင်ဆရာတို့တွေကအညာမင်္ဂလာဆောင်ဒါပထမတချို့ပြောပါမယ်နော်။ရှေ့မှာဆရာတို့သင်ခဲ့ရတဲ့သင်ခန်းစာဖြစ်တဲ့ဒီပေါင်းရှိရောက်ကောက်ဆိုင်သူတုံးကဆိုရင်တော့ဆရာတို့တွေကဒီတိုင်ချိုကတော့ဒီတာမန်လေတန်နဲ့ပဲဆရာတို့တွေကဆိုပြလိုက်ရတယ်။ဒါမဲ့ဒီလေးကျိုးသဘောတရားသူ့မှာ hate တွေဟန်နေပါတယ်။အဲ့ဒါကြောင့်မို့ဒီလေးကျိုးကြီးကိုဆိုတဲ့အခါမှာသူကလေးကျိုးကြီးဆိုတာကလေးကျိုးကနေပြီးတခါတခါဖွဲဆိုထားတဲ့ကြပြမျိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆရာတို့တွေကနည်းနည်းလေး hate တွေဟန်နေနေဆိုရပါတယ်။ဆရာကနေတချို့ကိုဆရာကနေပြီးတော့အတန်လေးမှန်မှန်နဲ့ပြန်ဖြစ်ပါတယ်။အညာမင်္ဂလာဆောင်ကျုပ်တို့အညာမှာမင်္ဂလာတစ်မျိုးသာပအဟုတ်ပြုတ်ဓမ္မတာအစင်လာမညှို့ခဲ့ပေဘူးအယုတ်တမကြရှေးလိုပအဖွားကလည်းကြီးတစောင်းကိုမင်းရရဲ့မျိုးကလည်းမသေးပါဘူးအဖို့အဖနဲ့တကွမေးကြပါတော့တမျိုးငါမြေးဖို့ရဲလို့အိုးကွယ်အဖိုးကပေးလိုက်ပါတဲ့နွားညီနောင်ဒါကဆရာတွေရဲ့ဒီသူ့ရဲ့လေးချိုးအတန်နေထားပဲပေါ့နော်ကျုပ်တို့အညာမှာမင်္ဂလာတစ်မျိုးသာပဒါကဆရာကြားဘူးနေကြအတန်လေးဖြစ်ပါလိမ့်မယ်ကြောက်အငိတ်နေမှာဆိုရင်ဆရာတွေကနော်ဒီသူမင်းသမီးခေါ်တာဖြစ်စေဒီဆက်လာခြင်းမှာဒီအငိတ်မှာဒီလေးချိုးတော်များချိုးကြပါတယ်ဒီပြဇက်တွေပေါ့နော်ဒီအစအဖွင့်မှာချိုးကြပါတယ်ပေါ့နော်အညာမင်္ဂလာဆိုတာအညာမင်္ဂလာဆောင်ကျုပ်တို့အညာမှာမင်္ဂလာတစ်မျိုးသာပဟုတ်ပြုတ်ဓမ္မတာအစင်လာမညှို့ခဲ့ပေဘူးဆိုတာကဒီဆရာဒီသူတို့ရဲ့ဒီအညာဒေတာမှာမင်္ဂလာဆောင်နေဆိုရင်เนาะအချင်းချင်းမင်္ဂလာဆောင်နေဆိုရင်ဒါကအစင်လာထုံးတန်းစင်လာတွေရှိခဲ့ပါတယ်เนาะအဲ့ထုံးတန်းစင်လာတွေကဘာတွေလဲဆိုတော့ဒီမှာကဟုတ်ပြုတ်ဓမ္မတာအစင်လာမညှို့ခဲ့ပေဘူးဒါမဲ့လုံးဝဒီအညာဒေတာမှာမင်္ဂလာဆောင်နေဆိုတာကเนาะဒီပြောမယ်ဆိုရင်တမန်ရိုးကြကာလခုတော့မဟုတ်ဘူးเนาะအခြားအရာတွေနဲ့ရှင်းမယ်ဆိုရင်တော့မညှိုးနွမ်းဘူးပေါ့နော်အရှိအယိုတမကြရှေးလိုပအဖွားကလည်းကြီးတဲ့ဆောင်ရှေးကထုံးတန်းစင်လာအတိုင်းပဲဒီညာဒေတာမှာမင်္ဂလာဆောင်နေဆိုရင်ဆွေမျိုးတွေအားလုံးကပါလေဆိုလက်စာလက်ဖွဲ့ပေးရတယ်အဲ့လက်ဖွဲ့ကမှသူကအဖွားကကြတော့ကြီးတဲ့ဆောင်နဲ့ကိုမင်းရာရဲ့ဆိုတာကဆရာတွေကဒီအညာမင်္ဂလာဆောင်ဒီကြပြတစ်ပုတ်လုံးဆိုတာကဒီမင်္ဂလာဆောင်ပြီးတဲ့တရိုးသားဟာသူကနေပြီးတော့မင်္ဂလာဆောင်ပြီးတော့အောက်ပြီးအောက်ရွာကိုသွားတယ်အောက်ပြီးအောက်ရွာသွားအလုံးလုံးနေရင်းနဲ့မှအဲ့သူ့အလုတ်ကိုသူကနော်သူ့ရဲ့ဒီအထုပ်တွေအားလုံးကသူကဘကိုးဘူတာမှာခိုးခိုးခံရတယ်ပေါ့နော်အဲ့ဒီခံရတဲ့ခါမှာသူ့ရဲ့ဘေးကလုတ်ပေါ်ကင်ဖက်ဖြစ်တယ်အဲ့ဒါသူကနေပြီးတော့ကျုံကြမှတ်လုံနေရင်းနဲ့သူ့ရဲ့ဘေးမှာသူ့အညာအထက်ညာမှာရှိတဲ့သူ့မိန်းမကိုစာပို့ရင်းနဲ့သူ့ရဲ့ဘေးမှာရှိနေတဲ့သူ့ရဲ့လုတ်ပေါ်ကင်ဖက်ကိုမင်းရာကိုဇာတ်ရနေပြီးတော့သူကပြောပြနေသူ့ရဲ့မင်္ဂလာဆောင်ဇံကိုပြောပြနေဟန်လေးရေးဖွဲ့ထားတာဖြစ်တဲ့အကြောင်းဒီမှာရမို့သူကကိုမင်းရာရဲလို့သူဒီမှာသူ့ဟိုဘက်ကသူ့ဘေးကလူသူ့ရဲ့လုတ်ဖို့ကင်ဘက်ကကိုမင်းရာဆိုတဲ့အမည်လူရှိရလူကိုသူကနေပြီးတော့ပြောပြနေတာသူ့ရဲ့အညာဒေတာအကြောင်းသူအညာမင်္ဂလာဆောင်အကြောင်းကိုပေါ့အဲကြောင့်ဒီမှာကြပြလေးတက်မှာကိုမင်းရာရဲဆိုတာပါတာဖြစ်တယ်ရမို့ကိုမင်းရာရဲအမျိုးကလည်းမသေးပါဘူးဆိုတာသူဒါတွေကဆက်ရရဲ့အညာဒေတာလေးမှာဆိုရင်ဆိုတော့အမျိုးအင်အားကများတယ်เนาะအဲ့တော့သူ့ရဲ့အမျိုးကလည်းတော်လေးကြီးမားတဲ့အမျိုးတစ်ခုပေါ့เนาะအဖိုးအဖွားနေတကွမေးကြပါတော့တမျိုးငါမြေးဖို့ရဲ့အိုးခွဲအဖိုးကလည်းပေးလိုက်ပါတဲ့နွားညီနောင်ဟောအဖွားကကြီးတဆောင်ကြီးတဆောင်ပေးတယ်ဆိုရင်အဖိုးကလည်းပါလေနွားညီနောင်ပေးလိုက်လက်ဖွဲ့လိုက်ပါတယ်တဲ့ဒါကတော့ဆရာပထမအကျိုးပဲဖြစ်ပါတယ်။အော်အမိဖတို့ကလည်းပြေဝဝရင်းမှုရှိသမျှဂုံချင်းဂုံရော့လို့မယုံရင်ကြုံလင်းမေးပါတော့အလုံးတစ်ခွင်းမှာဂုံရင်ကလည်းမသေးပါဘူးမုံ၍ကျင်းမုံချောင်းနဲ့လွားစီကအလုံးကြီးကုံမာပြောင်းမှုတွေကညားလိုက်ပါပြီတနေ့ဆွေသားရင်ချာညာတကာမိတ်တို့ကိုလာအဖေသွားရင်သာလာစရာဖိတ်ခဲ့တာနှင့်ညအိမ်ညက်နေအစုံလာကြတော့ခြုံစရာအကွက်ဖြင်းဆောင်နှစ်ခုငယ်ပြင်းဂုံဘဝပါတပတ်နှင့်ကျွန်တော်ကလည်းတစ်ခုစီပေါ်လုံမှုကိုင်းပွဲတော်လေရာတခင်းငယ်ပြင်းပြောင်းခင်းတစလဝင်းနှင့်လက်တရှင်းစပါး20ကွက်ကိုလာကိုမင်းရာရဲရှေ့အဆက်အကျွေးတက်ပြီးအဝေးမထွက်ရအောင်လို့တဲ့ကွယ်ပေးလက်ဖွဲ့နောင်။အဲကြတော့အော်အမိဖတွေကဒါဆိုရင်သူတို့ရဲ့ဒီဟိုဘက်ဒီဘက်မိဖတွေကလည်းပဲပြေဝဝတွေမို့ဆိုတာကချမ်းတာနဲ့เนาะလဲပိုင်းရှင်ရပိုင်းရှင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ရှိသမျှကုံကျင်ကုံရော့လို့ဆိုပြီးတော့เนาะသူ့ရဲ့တာမင်္ဂလာဆောင်မှာဆိုရင်ဘာပေးတယ်ဆိုတော့သူကဒီမှာသူလက်ဖွဲ့တွေပေးခဲ့တယ်ပေါ့เนาะမယုံရင်ကြုံနေမေးပါဆိုကိုမင်းရမယုံဘူးဆိုရင်တော့လမ်းကြုံတဲ့ခါမှာမေးလို့ရပါတယ်တဲ့သူ့ရဲ့မိဘတွေကเนาะဟိုလေပိုင်ရပိုင်ရှင်တွေဖြစ်တယ်ပြီးတော့ပြဝဝချမ်းသာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးတစ်ခွင်းမှာဂုံရင်ကလည်းမသေးပါဘူးဆိုတာသူတို့ရဲ့နယ်ဒေတာမှာသူတို့ရဲ့မိသားစုရဲ့ဂုံချိန်ဝါကပါလေတော်တော်လေးတော့သူကပြောမလို့ဆိုတော့ဂုံဒီမိသားစုဂုံရှိတဲ့အမျိုးတိုင်ဝမ်တွေကပါမယ်ပေါ့နော်ပြီးတော့ဒါကဆရာကြီးစကိုင်းဒေတာမှာရှိတဲ့နယ်တွေဖြစ်တဲ့မုံရွေကျေးမုံချောင်းဆိုတဲ့ဒါကဒီစကိုင်းဒေတာမှာရှိတဲ့နယ်တွေပေါ့အဲ့ဒီနယ်တွေမှာသူတို့ရဲ့မိသားစုရဲ့နာမည်ကဂုံရင်ကြော်ကြားတယ်ပေါ့အဲ့ဒီ
တဲ့နော်အဲ့ဒီမှာရှိတဲ့ဘာတွေကလဲဆိုတော့ပြောင်းမှုတယ်တွေကအလုံးကြီးအကုန်မှပြောင်းမှုတယ်တွေကများလိုက်ပါပြီးတစ်နေ့ဆိုတော့အဲ့ဒီရွာမှာဒီနေ့ကပြောင်းမှုတွေဆက်ကြများတယ်အဲ့ပြောင်းမှုကုန်တယ်တွေအားလုံးကပါသူတို့စီကိုလာကြတယ်ပေါ့နော်ဆွေသားရင်ကြာညာလကမိတို့ကိုလအဖေသွားရင်သာလာစရာဖိတ်ခဲ့တာနဲ့ညအိညနေအစုံလာကြတော့အဲ့ဆိုရင်သူ့ရဲ့ဆွေမျိုးတွေရတယ်ဘယ်လောက်ဒီများလဲလို့ပြောရင်သူသွားအဖေသူ့ရဲ့အဖေကသွားလဲရင်းနဲ့လာရင်းနဲ့သွားလဲရင်းပြောရင်းဆိုရင်းနဲ့ဖိတ်ခဲ့တာတဲ့ညအိညနေလာကြတော့တဲ့ခြုံစရာအကွက်ဖြင်းဆောင်နှစ်ခုငယ်ပြင်းဆိုတော့ခြုံစရာအကွက်ဆောင်ကတဲ့လုံးလုံးမရှိဘူးပေါ့နော်အဲ့တော့သူကမှနှစ်ခုပဲရှိတယ်ပြီးတော့ဂုံဘဝတပတ်နေကျွန်တော်ကလည်းတစ်ခုစီပေါ့ဆိုတာကဒါဆိုရင်သူကဒီအညာဒေတာမှာကဆရာတွေကအလူတစ်ခုလုပ်ပြီးဆိုရင်ဒါလည်းအညာရဲ့ချက်စရာကောင်းတဲ့လေပေါ့နော်အလူလုပ်တဲ့အခါမှာဖြစ်စေရှင်ပြူပွဲမင်္ဂလာဆောင်ပွဲဖြစ်တဲ့အခါမှာဆိုရင်ဒီဆွေမျိုးတွေကနေရက်ကဆွေမျိုးတွေပါလေဒီညညနေလာကြတယ်ဒါကြတဲ့အခါမှာသူတို့အိတ်ဖို့အတွက်ခေါင်းနေဆောင်နေကျွန်တော်နေပေးရတဲ့အခါမှာသူတို့ကနော်အမြင်တိုင်းကျမ်းမို့ဆရာတွေကဒီအညာဒေတာမှာဆိုရင်သူကဆရာယာယီဆိုပြီးဆောင်းနေကျွန်တော်နေခေါင်းနေအများကြီးသူကဆူတာလေးရှိတယ်ပေါ့ဒါကဒီအလူလုပ်တဲ့အခါမှာသူဧည့်သည်တွေလာတဲ့အခါမှာဒါလေးတိတ်ပေါ့နော်ဒီမှာဆိုသူကဒီခြုံစရာကွက်ပြင်နှစ်ခုပဲရှိတော့တယ်ပြီးတော့ဂုံဘဝတပတ်နဲ့ကျွန်တော်ကလည်းတစ်ခုစီပဲကြံတော့ပါတယ်တဲ့ပြီးတော့အဲ့ဆွေမျိုးတွေကဘာကြီးလက်ဖွဲ့ခဲ့လဲဆိုတော့လုံမှုကိုင်းပွဲတောလေရာတခင်းငယ်ပြင်ပြောင်းခင်းတဆလဲဝင်နှင့်လဲတရှင်စပါး20ကွက်ကိုလာကိုမင်းရရဲရှေ့အဆက်အကျွေးတက်ပြီးအဝေးမထွက်ရအောင်လို့တဲ့ကွယ်ပေးလက်ဖွဲ့နောင်ဆိုတော့အဲ့လာခဲ့တဲ့ဆွေမျိုးသားရင်းတွေကဘာတွေပေးခဲ့လဲဆိုတော့လုတ်ပုတ်ကိုင်မှုစာဖို့တဲ့ပါလေတောလေရာတခင်းပေးခဲ့တယ်ပြီးတော့ပြောင်းခင်းတဆလဲဝင်ကိုလည်းပေးခဲ့တယ်ပြီးတော့လက်တရှင်စပါး20ထွက်တဲ့ဒီလက်တရှင်ကိုလည်းပေးခဲ့တယ်ဘာလို့ပေးခဲ့တာလဲဆိုတော့ရှေးမှာသူရှေးဆက်ရမယ့်ဘဝခေတ်မှာအကျွေးတွေမတက်ရအောင်ပြီးတော့အခြားဝေးတဲ့ data တွေမှာဒီအလုတ်သွားနော်မလုတ်စီခြင်းတဲ့အတွက်ကြောင့်မို့သူလက်ဖွဲ့အနေနဲ့သွားပေးခဲ့တာဖြစ်ပါတယ်ကိုရဲ့ရွာမှာပဲကိုရဲ့နော်လဲလုတ်ရလုတ်ပေါ့လမ်းကျိုးအရှိကစမ်းရိုးအကွေခရောင်ရမှာဟောဒီကအထုပ်တွေဖြည်းဖြည်းပြီးအကုံသာကျဲလီရော့ဟဲလို့ခရမ်းမျိုးစီကောင်းစွာငရုတ်ဂျုံကလပဲတာပနှမ်းမျိုးတွေ့ပြောင်းဝါငပြုတ်ဖယုံပါဖရဲ့ငဲ့ပြင်းထမ်းပိုး၍ရောင်စရာအထုပ်မုံလာခွဲတွေနှင့်အလုတ်ဆုံးစရာကပဲရဲ့လို့ညားလက်ဆောင်အိုးကိုမင်းရရဲ့တအတွက်ဆိုတော့တအားတက်အောင်ရဲ့လို့ကျုပ်တို့အမေအိုကလည်းဓမရှိဓမတိုတွေနဲ့အခြေကိုနင်းကိုမင်းရရဲ့မရဘက်ကအမောင်တွေကလည်းပလေတိုးနှစင်းလမ်းကျိုးအရှိကစမ်းရိုးကွေခရောင်းရမှာဆိုတာကဒီရွာဝင်ရဲ့အရှိနော်ရဒီရွာဝင်ရဲ့ဒီလမ်းကျိုးရဲ့ဒီဘက်အရှိဘက်ဒီဘက်ချမ်းမှာသူတို့ရဲ့စမ်းချောင်းရဲ့အကွေလေးနာမှာဒီခရောင်းရတစင်းရှိတယ်အဲ့ဒီခရောင်းရမှာသူစိုက်ပြိုးလို့ရအောင်ဆိုပြီးတော့အကုန်ကျဲဖို့အတွက်နော်ဒီပြိုးတွေအကုန်လုံးကျဲဖို့အတွက်ခရမ်းငရုတ်ပြီးတော့ဂျုံကလပဲပြီးတော့နှမ်းမျိုးပြောင်းဝါပြီးတော့ငပြုတ်ဆိုတာကဆရာတွေကတခွားဒီပဲเนาะတခွားဒီအခွန်မှာပြုတ်ထားနေတဲ့ခက်စစ်မှာလည်းရှိပါတယ်ပြီးတော့ဖယုံအဲ့ကောင်ကြီးအဲ့မျိုးစစ်တွေကိုလည်းပေးခဲ့တယ်ဒါဆိုရင်သူတို့ဒီလမ်းကျိုးရွာဝင်လမ်းကျိုးဆန်းချောင်းရဲ့အကွေလေးမှာရှိတဲ့ຢာလေးမှာစိုက်လို့ရအောင်ဆိုပြီးတော့မျိုးစစ်တွေကိုလည်းတွားနေပြီးတော့လက်ဖွဲ့အနေနဲ့ပေးခဲ့တယ်ပြီးတော့ထမ်းပိုး၍ရောင်းစရာအထုပ်မုံလာတုတ်တွေမုံလာပြီးတော့ခဝဲမျိုးစေ့တွေမုံလာမျိုးစေ့တွေเนาะအဲ့ဒါတွေကိုပါတော့လေဒီလက်ဖွဲ့အနေနဲ့ပေးခဲ့ပါတယ်တဲ့ပြီးတော့ကိုမင်းရရဲ့တဲ့တားအတွက်ဆိုတော့တအားတအောင်လို့ကျုပ်တို့အမေအိုကလဲဆိုတာကဒီမှာသူ့ရဲ့အဖွားလို့ပြောလို့ရမယ်ဒီမှာအမေအိုဆိုတာပါလေဟောညာဒေတာမှာဆိုရင်တော့အဖွားလို့ခေါ်တယ်အမေအိုဆိုပါတယ်အဖွားလို့ခေါ်တယ်အဖွားကလည်းဘာပေးလဲဆိုတော့ဓမတိုးဓမရှိဓမတိုးဆိုဓမအရှိတွေဓမအတူတွေကိုလည်းဘာလို့လဲပေးခဲ့တယ်တဲ့ပြီးတော့ကိုမင်းရရဲ့တဲ့မယားဘက်ကမောင်တွေကလည်းပလွေတူနဲ့စင်းတယ်ဟောဗါလဲသူကရောက်ဖလို့ခေါ်လို့ရမယ်ပေါ့နော်အဲ့ဒီမယားဘက်ကလည်းဗါတွေပြီးလဲဆိုတော့ဒီပလွေတူစင်း2စင်းကိုပလွေတူ2စင်းကိုဗါလဲပေးခဲ့ပါတယ်ဒါတွေကဒီအညာဒေတာမှာပဲတွေ့ရတဲ့ဒီလက်ဖွဲ့ပုံတွေပေါ့နော်ဒါလေးကဒီຢာလေးကိုဖတ်နေရင်တွင်မှာပဲဒီအညာဒေတာကိုရောက်တော့လို့ခန်းစားရပါတယ်မျိုးဆက်ကားချုံအိုးခွက်ပကန်းအစုံနှင့်ပြည်တခွင်တထုံရောက်ရာကပဲလက်မိပါရဲ့မြင်းရင်တုံတောက်စီယာစွန်းငဲ့ပြင်ကုန်းရပါလွယ်အိတ်တလုံးငယ်နှင့်ပကိုးဘူတာမာလေးငနဲ့တခိုးလူညာတွေမှုံးလိုက်ပါတဲ့ပျောက်တဟာတစ်ခေါက်ဖာကလည်းတလုံးပါပဲစူယုံလိုက်လင်းတိန်တောင်ပလူထုံးစရိုက်တွင်တသိန်းပြောင်လောက်ကဲ့မင်္ဂလာဆောင်မှာခန့်ဝင်ကလည်းမနေပါဘူးမွဲဖို့ရာကံကြမ္မာနှင့်ဖန်လာဘုံကုသိုလ်ကလည်းမကောင်းခြင်းတော့အထက်ဟိုးညာမာလေးကြက်ဆိုတာတော့မလောင်းခဲ့ပါဘူးအညာမြေထာနေဟောင်းစီကအကျွတ်တရားကိုတွေးခါကလည်းတောင်းပြန်ပေါ့တဲ့အမေမင်းမောင်းစရာရဲလိုများတက်လိုက်မှဖြစ်ခေါင်းတစ်ခါနှင့်ဆက်လာစွာသော
လှလှဆွေးဆွေးရဲနဲ့ဝဝပြည့်ပြည့်နွားပြတရှင်ကိုလှကြောင်းတကာကိုသာအလိုက်ပေရောခြားသည်၍ဘာညာရဲလို့မငင်းလေနှင့်မလေးရဲရောင်းကားသာဆက်လိုက်ပေတော့ရွာရှိရာတခင်ဆိုပြီးတော့20ရာစုတခင်ကိုတော်မိုင်းကနေပြီးတော့ရေးဖွဲ့ခဲ့ပါတယ်။မျိုးဆက်ကာကြုံအုတ်ခွက်ပကံစုံနှင့်ဆိုတာကအားလုံးစေမျိုးအားလုံးပေါင်းစုံပြီးတော့ပြလိုက်တဲ့အလှဖွဲ့နော်လက်ဖွဲ့တွေအားလုံးကအုတ်ခွက်ပကံနေအစုံဒီအားလုံးကိုပေါ့နော်ဒါအများကြီးပဲပေါ့နော်တိန်အောင်စားလို့မကုန်နိုင်ဘူးပေါ့နော်ပြီးတခွင်းတထုံရောက်ကပဲလွတ်မိပါရဲ့ဆိုတာကဒီသူအောက်ပြီးအောက်ရွာကိုဆင်းလာတဲ့အခါမှာဒါလေးကိုသူကဒီဟာတွေကိုလွတ်မိပါတယ်တဲ့သူခုလာတဲ့အခါကျမြေအင်တုံတောက်စီရဇွန်းငဲ့ပြင်သူခုအောက်ပြီးအောက်ရွာလာတဲ့အခါမှာဆိုရင်ဘာပါခဲ့လဲဆိုတော့ဒီမြေအင်တုံလို့ခေါ်တဲ့ဒီနော်စီဇွန်းနေပြီးတော့ကွန်အစ်တွေပြီးတော့မှသူကလွယ်အိတ်လုံးနေပေါ့နော်ဒီပြီးတော့ဒီတူတို့တွေကဒီပြီးတော့ဒီအခြားပြင်ဘာတွေပါလာသေးလဲဆိုတော့ဒီလက်ဖွဲ့တရှင်းစာပေါ့နော်အဲ့ဒါအောင်ပတ်စံနေအားလုံးကိုသူကပါတယ်အဲ့ကျလွယ်ထဲမှာကွန်အစ်တွေလွယ်ထဲမှာကုန်ထည့်ပြီးတော့မှပကိုးပူတာမာလီဆိုတာပကိုးပူတာရောက်တဲ့အခါမှာဆိုတာအောက်ပြီးအောက်ရွာကိုဆင်းတာပေါ့နော်အောက်ပြီးအောက်ရောက်နေတဲ့အညာသားပေါ့အဲ့ပကိုးပူတာမှာဆိုရင်ငနဲတခုလူညာတွေမှုံလိုက်ပါတယ်ဆိုတာသူ့ရဲ့လွယ်ကိုသူထည့်ထားတယ်ဒီထဲမှာကသူ့ရဲ့ပစ္စည်းအကုန်လုံးဒီရွာမှာရှိခဲ့တဲ့ဟာတွေပေါ့နော်ဒီလက်ဖွဲ့ပစ္စည်းတွေရောင်းတဲ့ပစ္စည်းပဆိုင်တွေပါမှာပေါ့အဲ့ဟာတွေအားလုံးသူကဒီထဲမှာထည့်ပြီးတော့ဒီပကိုးပူတာမှာသူကဒါကိုတခိုးလူနာတွေကနေပြီးတော့ဒါလူခံရတယ်ပေါ့အဲ့ကမှာပြက်တကာတစ်ခေါက်ပါကလည်းတစ်လုံးပါပဲဆိုတာတစ်ခေါက်ပါတစ်လုံးနဲ့ပါပါတယ်တဲ့အဲ့ထဲမှာအဲ့တစ်ခေါက်ပါထဲမှာဘာတွေပါလဲဆိုတော့အဲ့ပါတဲ့ဟာတွေကိုစုလိုက်တယ်ဆိုရင်ဒီအိမ်တောင်စာလောက်ဘာလဲပတ်စံပမာဏရှိပါတယ်တဲ့နော်လူထုံးစရိုက်တွင်တသိမ်ပြောင်လောက်တဲ့ကြောင်လောက်ကဲ့ဆိုတာကအဲ့ဟာလေးကသူကဒီကြပြလေးကဒီသခင်ကိုရောမှိုင်းကသူကဒီကြပြလေးမှာဆရီကတခုပြောထားတယ်ဘာကိုပြောထားလဲဆိုတော့ဒီကိုလိုနီခေတ်မှာလူတွေရဲ့အကျင့်စရိုက်တွေကပါတယ်ပြက်ပြားနေတယ်ဒါမှမဟုတ်ဒီရောက်မို့လဲဒီသူကအဲ့လာလေးသူကတစ်ချက်ပြောချင်တာဒါလေးကဆရီကဒီကိုလိုနီခေတ်မှာသူကဒီဆရာကြီးသခင်ကိုရောမှိုင်းဆိုတာကဒီနော်ဒီကိုလိုနီခေတ်မှာဆရီကဒီနော်ဒီနိုင်ငံရေးအတွက်ကိုသူလုပ်ခဲ့တဲ့ခါမှာသူကဒီမှာဒီကိုလိုနီခေတ်မှာလူတွေရဲ့အကျင့်စရိုက်ကပြက်ပြားနေတဲ့အကြောင်းတရားကိုသူကပြောချင်တာအဲမို့လူထုံးစရိုက်တွင်တသိမ်ပြောင်လောက်တဲ့မင်္ဂလာဆောင်မှာခန်းဝင်ကလည်းမနှဲပါဘူးဆိုတာကသူ့ရဲ့နော်ဒီဆရာတွေကဒီလူထုံးစရိုက်တွေကပါလေအကျင့်တွေကပြက်ပြားနေပြီလို့သူကပြောချင်တာတခိုးတွေလူနော်ဒီပါလေတခိုးတွေပေါ်တယ်ပေါ့နော်ကပ္ပနတ်တွေပေါ်တယ်ပေါ့အဲမို့ဒီမင်္ဂလာဆောင်မှာခန်းဝင်ကလည်းမနှဲပါဘူးမွဲဖို့ရကံကြမ္မာနဲ့ဖန်လာပုံကုသိုလ်ကလည်းမကောင်းကျင်တော့ဆိုတော့သူကဒီမှာရခဲ့တဲ့ခန်းဝင်ပစ္စည်းတွေနော်ဒီပါလေဒီရခဲ့တဲ့ဒီလက်ဖွဲ့ပစ္စည်းတွေအားလုံးဟာသူနော်ဒီထဲမှာပါတယ်ဒီတစ်ခုထဲမှာသူကပါသွားပြီဖြစ်တဲ့ကြောင့်မလို့သူ့တက်ပါလေဒါမွဲဖို့ကံကြမ္မာကရောက်ရှိလာပါပြီတဲ့နော်အဲကြောင့်မို့သူကနေပြီးတော့သူအထက်အညာမှာသူနေတော့ကဆိုရင်အထက်ဟိုးညာမှာလေးကျက်ဆိုတာတော့မလောင်းခဲ့ပါဘူးဆိုတာကသူဒီအညာသားရိုးသားတဲ့အညာသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျက်ဆိုတာတော့မှပါလေမလောင်းဘူးပါဘူးတဲ့နော်သူကအညာမြေဌာနဟောင်းစီကအကျွေးတရားဆိုရင်သူ့ရဲ့အညာဒေတာမှာသူကဘာလဲဆိုတော့အကျွေးမီကြံခဲ့တယ်ကျွေးတရားသူ့ရဲ့ဒေါ်လေးကိုတွေးခါတော့ပါဒေါ်လေးအဲ့ဒေါ်လေးကိုဘာလို့ပြောတာအညာခေါ်တယ်ပါနာမည်ပေါ့နော်သူ့ရဲ့ဒေါ်လေးကိုပေးဖို့တဲ့ဆရာတွေကအကျွေးတရားကြံခဲ့တယ်အဲ့ဒီအကျွေးတရားဒေါ်လေးကလည်းတောင်းနေတဲ့အခါမှာသူ့ရဲ့မိမကိုအမေမိစားပါသူ့ရဲ့မိမကိုနော်ကဲဘာမှနော်ဘောင်းစရာရဲ့လူများတက်လိုက်မှဖြစ်ခေါင်းတစ်ခါကဆက်လာစွာတော့ဆိုပြီးဆရာတွေသူလှဲမှာတက်ထားတယ်ပေါ့နော်လှဲမှာတက်ထားတဲ့နော်အမြဲတမ်းသူကဒီခေါင်းတစ်ခါဆက်လာစွာတော့ဆိုတာကဆရာတွေကဒီနွားကောင်းတစ်ခုပေါ့နော်ဒီနွားတွေရဲ့ဒီသူနွားတွေရဲ့တွင်မြင်ပေါ့လှဆွေဝဝပြည့်လှဆွေရဲ့နှစ်ဝဝပြည့်နွားပြတရှင်နွားနှစ်ကောင်ပေါ့နော်အဲ့လဲမှာဒါနွားနှစ်ကောင်ကိုသာဒီចောင်းတကာကိုသာဗာလဲရောင်းလိုက်ပြီးတော့ဒီအကျွေးကိုဗာလဲဆက်လိုက်ပါတော့တဲ့ဘာနော်ဘာညာရေတို့မငင်းလိုက်ပေးနဲ့နော်ပြီးတော့အဲ့လာဟိုမှသူကမာလီရေရောင်းတကာဆက်လိုက်ပြီးတော့ရွာရှိကရတဲ့ခင်အဲ့လာမှသူကထပ်ပြီးတော့မလောက်ဘူးဆိုရင်တော့ခုနကသူတို့ရွာရဲ့အဝင်မှာချမ်းချောင်းကုလေးမှာရှိတဲ့ယာတခင်းကိုဘာလို့လဲသူကရောင်းလိုက်ပါရောင်းပြီးတော့ဆက်လိုက်ပါတော့မာလေးရေဆိုပြီးတော့သူကနေပြီးတော့ဒီကြပြလေးကနေပြီးတော့ပြောထားတာဖြစ်ပါတယ်ဒီကြပြလေးရဲ့ပုံစံကိုခြုံပြီးတော့ကြည့်မယ်ဆိုရင်ဒီကြပြလေးမှာဆရာတွေကအညာဒေတာရဲ့လက်ဖွဲ့ပစ္စည်းတွေပါလာမယ်ပြီးတော့သူတို့ရဲ့အညာဒေတာစိုက်ပျိုးရေးသုံးတဲ့နော်အသုံးနှုန်းတွေခေါ်ဝေါ်တွေဘာလို့မှညမှာပါမှတွေ့ရပါတယ်ပြီးတော့ဒီကြပြလေးရဲ့အဓိကကဒီဆရာသခင်ကောင်တော်မိုင်းကဖွက်ထားတဲ့ဟာလေးပေါ့နော်ခုနဆရာပြောတော့သလိုပဲသူကိုလိုနီခေတ်မှာဒီအထက်အညာမှာမင်္ဂလာဆောင်ပြီးတော့ဒီအောက်ပြည်မှာအလုတ်သွားလုပ်တဲ့ဒီသရိုးသားဟာဒီတခိုးလူနိုင်တခိုးတွေရအောင်မို့သူရဲ့အိနေရှင်သူရဲ့ဒီ
စီးတဲ့ဥစ္စာတွေပြောင်းသွားနီးပါးဖြစ်သွားတဲ့အချိန်မှာဒါနော်ဒီချိန်မှာကိုလိုနီခေတ်မှာလူတွေရဲ့စိတ်တက်ကပါတယ်ပြက်ပြားနေပြီဆိုတာကိုပါအသေးပေးခြင်းနဲ့ message လည်းဒီကြထဲမှာတွေ့ရှိရပါတယ်ပေါ့နော်ပြီးတော့ဒီအညာ data ရဲ့ဒလိထုံးစံတွေကိုလည်းလေ့လာတွေ့ရှိရပါတယ်။အခုခုနကဆရာပြောတဲ့ကြပြလေးဒီမှာဆရာဒီຢာလေးကိုအကျဉ်းချုပ်လိုက်မယ်ဆိုရင်ဒီလက်ဖွဲ့ပစ္စည်းတွေပြောမယ်ဆိုအဖွားကကြီးတက်ဆောင်အဖိုးကနွားညီနောင်ဒီဆွေမျိုးတွေကဒီနော်ဆရာတို့ကခြုံစရာအကွက်ဖြစ်နှစ်ဆောင်နှစ်ခုတွေပြီးတော့ဂုံဘဝတပတ်ချင်းနောင်ပြီးတော့တောရတခင်းနော်ပြီးတော့ပြောင်းတစ်စလဲကျဲတခင်းပြီးတော့စပား20ထွက်တဲ့လေတခင်းပြီးတော့ခရမ်းငရုတ်ကျုံကလပဲနှမ်းပြောင်းဝါငပြုတ်ဖယုံမုံလာခဝဲအဲ့ဒီမျိုးစေ့တွေကိုလည်းစိုက်ပျိုးရအောင်ပေးတယ်အဲ့ဒါတို့ရဲ့အဲ့စိုက်ပျိုးတဲ့မျိုးစေ့တွေကိုသူကလမ်းချိုးရှေ့မှာရှိတဲ့ဒီစံယူအကွေးကခရောင်းရမှာသူကစိုက်ပျိုးတဲ့မျိုးစေ့တွေကိုလည်းပေးခဲ့တယ်အမေအိုကလည်းဓမတ်တူဓမတ်ရှည်ပေးခဲ့တယ်မရဘက်ကမောင်တွေကလည်းပလွေတူနှစ်စင်းဆိုပြီးဒါကနေပြချလက်ဖွဲ့လေးကိုသိအောင်လို့ဒါထားပေးရဖြစ်ပါတယ်ပြီးတော့ဆရာတွေကအညာကျေးလက်စကလုံးနေဖြစ်တဲ့ဂုံဘဝတို့တကောက်ဖာတို့အခြေကိုနေညာတကာမိတ်ဒွေးခါဒါတွေကလည်းဆရာခက်စစ်မှာပါပါတယ်ဒွေးခါကတော့ဆရာအတော်လေးအတော်ပေါ့နော်အတော်ခေါ်ပါတယ်ပြီးတော့ဒါကတော့ဒီအညာဒေတာမှာသုံးတဲ့စိုက်ပျိုးရေးသုံးစကားလုံးတွေဖြစ်ပါတယ်ကြည်တို့ခရောင်းရာတို့စလဲဝင်းတို့လဲနွားညီနောင်တောလေယာပြောင်းငပြုတ်စပါဒါတွေကဒီအညာဒေတာစိုက်ပျိုးရေးသုံးစကားလုံးတွေပဲဖြစ်ပါတယ်ဒါမှမဟုတ်ဒီကြပြလေးကိုဆရာတွေကဒီမလေးလာခင်မှာခုနဆရာပြောလိုက်ပါလေဒီခက်စစ်လေးကိုအရင်လေ့လာပါနော်ခက်စစ်လေးကိုဆရာတွေကအရင်လေ့လာရမယ်ခက်စစ်ကိုရှင်ကြက်မှတ်ပြီးတော့မှဒီကြပြလေးကိုဆရာတွေကဘာသာပြန်နေဆိုရင်ပို့ပြီးတော့အစဉ်ပြေလောက်မှာဖြစ်ပါတယ်ဒီသင်ခန်းစာဆိုလိုရင်းကတော့အညာဒေတာမင်္ဂလာဆောင်တွင်အစဉ်အလာရလက်ဖွဲ့ကြသောပစ္စည်းများကိုစုံလင်စွာဖော်ပြထားပုံအောက်ပြည်အောက်ရွာသို့စီးပွားရှာထွက်လာသည့်အတွက်ဒုက္ခရောက်ရပုံကျေးလက်အသုံးနှုန်းစိုက်ပျိုးရေးဆိုင်ရာသုံးနှုန်းတို့ကိုဖော်ပြထားပုံဆရာကြီးသခင်ကိုရောမိုင်းလေးကျိုးကြီးအရေးဖွဲ့တို့ကိုလည်းဖြစ်ပါတယ်။ဒါဆရာဒီသင်ခန်းစာသင်မှာသိရမယ်ဆိုလို့ရင်းဖြစ်ပါတယ်။ဒီအမှားမှန်ကတော့ဆရာကနေပြီးတော့သင်ခန်းစာဆိုလို့သင်ခန်းစာမိတ်ဆက်ကနေပြီးတော့ပဲထုတ်တာဖြစ်ပါဒါကတော့အမှားမှန်ဖြစ်ပါတယ်။ကွက်လက်ဖြစ်ကိုလည်းပဲဆရာကနေပြီးတော့သင်ခန်းစာမိတ်ဆက်တဲ့ကနေပြီးတော့ထုတ်တာဖြစ်ပါတယ်။အမှန်ရွေးလည်းပဲဆရာကဒီသင်ခန်းစာမိတ်ဆက်တဲ့ကနေပြီးတော့ထုတ်တာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကရဆရာဖတ်စာပါလေ့ကျင့်ခန်းဖြစ်ပြီးတော့ဒီကြပြကိုဖတ်ရှိပြီးတဲ့အခါမှာရရှိတဲ့အသည့်အမြင်တွေကိုဆရာတွေကကိုပိုင်ခန်းစားချက်ကိုပိုင်စွမ်းရည်နဲ့နှိုင်းယှဉ်ပြီးတော့လေ့လာရမှာဖြစ်တဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။လေ့ကျင့်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။